မင်္ဂလာပါအခုရှင်းပြမယ့်အကြောင်းအရာကတော့ market တစ်ခုကိုเนาะ trade မလုပ်ခင်မှာ market ထဲမှာဘာဖြစ်နေလဲဆိုတာသိဖို့လိုတယ်ဘာဖြစ်နေလို့ဘာဖြစ်မှမသိဘဲနဲ့ win trade ရင်ကိုဒီ stop loss ထိဖို့ probability အများများတယ်market ထဲမှာဘာဖြစ်နေလဲသိဖို့လိုတယ်ပေါ့ခုခေတ်ကြီးမှာ AI ခေတ်ဖြစ်လာပြီဖြစ်တဲ့အတွက်ကြောင့်လောက်ရတာတွေအရင်ကိုလွယ်ကူသွားတယ်သတင်းချက်လက်တွေကမှန်ကန်မှုလည်းအရင်အရေးကြီးလာတယ်ပေါ့အဲ့တော့ကျွန်တော်လုပ်တဲ့ပုံစံလေးတစ်ခုပြောမယ်အဲ့ဒါဘယ်လိုလေးလဲဆိုတော့ကျွန်တော်တို့ဒီ market ကနေပြီးတော့ဒီ website တွေဒီယုံကြည်ရတဲ့ဒီသတင်းဌာနတွေကနေပြီးတော့ဒီသတင်းတွေကို RSS feed နဲ့သူပြန်ပြီးတော့ပို့နေတာရှိတယ်ပေါ့နော်အဲ့ပို့တာရှိတာကျွန်တော်နေပြီးတော့လှမ်းပြီးတော့ fetch ယူလိုက်တယ်ပေါ့ယူလိုက်ပြီးရင်ဒါသူ automatic ဒီဒါလေးထွက်လာပြီဆိုရင်ဘာမှလုပ်စရာမလိုဘူးကျွန်တော်တို့ဒီနေ့အတွက်သတင်းရွေးမလားဒီအပတ်အတွက်ရွေးမလားလွန်ခဲ့တဲ့အပတ်အတွက်သတင်းရွေးမလားပေါ့ဒါလေးနှိပ်လိုက်အောင်မယ်ဒါလေးတော့သူ market ဒီ application ကတော့သူက fetch လုပ်ပေးနေတာအော်ဒီမှာဆိုရင်ပြီးခဲ့တဲ့အပတ်တော့14ရက်နေ့ပေါ့နော်14ရက်နေ့ကနေစတယ်သူဒီထဲမှာရှိသလောက်ပေါ့ဗျာ73ရက်နေ့စပေါ့နော်73 14တက်မှာသူရဲ့ RSF feed ထဲမှာရှိသမျှဟာတွေအကုန်လုံးကိုရတယ်ပေါ့အဲ့တော့ဘာလုပ်ဆရာလုပ်လဲဆိုတော့ကျွန်တော်တို့ဒီမှာ analyze market လို့လုပ်ရတယ် analyze market ဆိုလို့လည်းဆိုဘာဖြစ်လဲဆိုတော့ article ဒီခု80ရှိတယ်အခု80ရှိတယ်ဆိုရင်ဘာလုပ်လဲဆိုတော့အခု80ရဲ့ link တွေကို URL တွေကိုအကုန်ဆွဲထုတ်လိုက်တယ်ထုတ်ပြီးတော့ AI ကို10ခုအခု20စီပေါ့နော်အခု20စီပို့လိုက်တယ်ပို့ပြီးတော့သူ့ကို link တစ်ခုချင်းစီကိုတွားပြီးဖတ်ခိုင်းတာ link တစ်ခုချင်းစီကိုတွားပြီးဖတ်ခိုင်းတာဆိုတော့ဘာဖြစ်လဲဆိုတော့သူဒီ link တစ်ခုချင်းစီတွားဖတ်မယ်ဖတ်ပြီးတဲ့အခါမှာပြီးရင်အဲ့ data တွေအကုန်လုံးကိုပြန်ပြီးတော့ဒီ summarize ပြန်လုပ်မယ်ပေါ့နော်ဒါဆိုရင် summary ပြန်ထွက်လာပြီပေါ့ summary ထွက်လာပြီဒါလေးကိုတစ်ချက်ကြည့်အောင်ပုံလေးပြန်ရှင်းပြမယ်ကျွန်တော်တို့ဒီမှာ extra နဲ့ API ကနေပြီးတော့ RSF feed တွေရမယ်ရပြီးကျွန်တော်တို့ဒီကောင်ကို RSF feed ကိုတော့ဒီမှာပေါ့နော်ဒီ proxy service တစ်ခုခံပြီးတော့ဆွဲတဲ့အခါမှာကျွန်တော် application တွေကို news feed တွေဝင်လာမယ် news feed တွေကိုကျွန်တော် URL တွေကိုဖတ်လိုက်တယ်ဖတ်ပြီးတော့မှဒီကောင်ကို summarize လုပ်ခိုင်းတယ်ဘာလို့ URL ကိုသုံးလဲဆိုတော့ကျွန်တော်တို့တွေကဒီကထွက်လာတဲ့ RSF feed ထဲမှာပါတဲ့ data လေးကနည်းနည်းလေးတွေတိုးလေးတွေပေါ့နော်အဲ့ဒါတွေသွားပြီးတော့လုပ်လို့အဆင်မပြေဘူးဒီကတိုးလေးကိုသွားပြီးတော့ summarize လုပ်ခိုင်းရင် data ဒီကိုလိုချင်တဲ့ဟာရမှာမဟုတ်ဘူးအဲ့ဒါကမှအဲ့ဒါကြောင့်ကျွန်တော်တို့ဒီ URL နေပြီးတော့ summarize လုပ်တယ် summarize လုပ်ပြီးပြီဆိုရင်ပြန်လာ Gemini API နဲ့ summarize လုပ်ပြီးတဲ့ခါမှာပြန်လာတဲ့ခါကျရင်ဒီ format ထွက်လာတယ်ဒါမျိုးပေါ့ဒါမျိုးထွက်လာပေါ့နော်ဒါအများနဲ့ပုံမှန် format လေးနဲ့ပုံမှန်လေးတွေတွားနေမယ်တခုမှသူ့မှာအားနည်းချက်တခုပါရှိလဲဆိုတော့သူကဒီပေါ့နော် market ရဲ့သူ့မှာ RSS feed ဝင်တဲ့လောက်ကိုပဲတွားပြီးတော့ဖတ်ရတာဖြစ်တယ်ဖတ်ရတာဖြစ်တယ်ပေါ့နော်ဖတ်ရဖြစ်တဲ့ခါမှာတချို့သတင်းတွေကလွတ်သွားတာရှိနိုင်တယ်တချို့ RSS feed တွေမှာ post တွေမှာမတင်ရသေးတာတွေပါဖြစ်နိုင်တယ်အဲ့တော့ဒီ summarize ဖြစ်နေတဲ့ market တွေဒီ lagging ဖြစ်နေတယ်ဆိုတော့သိဖို့လိုတယ်နောက်ကျနေတယ်ဆိုတော့သိဖို့လိုတယ်ဒါပေမဲ့ဘာကိုသိစေလဲဆိုတော့တစ်ချက် click တစ်ချက်နှိပ်တဲ့ကြိုင်နဲ့ကျွန်တော်တို့ဒီဘာဖြစ်နေလဲဆိုတာကိုသိနိုင်တယ်เนาะအဲ့တော့ဒါဆိုရင်မြန်မာဘာသာကိုတစ်ခါတည်းသူပြန်ပြောင်းပြီးတဲ့ function ထည့်ထားတယ်ဒီပြောတဲ့မှာဆိုရင် Federal Reserve ကဆိုရင် higher for longer ဖြစ်မဲ့ဒါဆိုရင်သူဒီအခုလာမဲ့ပတ်ထဲမှာCentral Bank Policy နဲ့ပတ်သက်ပြီးဆိုရင် Federal Reserve ဒီနည်းနည်း rate ကမှမဟုတ်သေးဘူးထပ်ပြီးကိုင်းထားလိုက်အောင်မယ် rate ကို holding လုပ်ထားမယ်ဒါကြောင့်သူဒီ hawkish ဖြစ်နေတယ် US dollar ဒီ hawkish ဖြစ်နေတယ်ဒီနေရာမှာ hawkish တို့ neutral တို့ကိုဒီ diet ကြီးဖတ်တယ်ဆိုတာတက်ပေါ့နော်ဒါကတော့သူ AI ရဲ့ limitation ကိုသိဖို့လိုတယ်ဒါဆိုရင် AI ကဖတ်ပြီးသားရေဆိုအင်္ဂလိပ်လိုပြန်ပြောင်းလိုက်ပြီ AI limitation ကိုသိဖို့လိုဘာဖြစ်လဲဆိုတော့သူဒီစာကလုံးဒီသူ့အနေနဲ့ AI လို့လုပ်တာဒီစာကြောင်းလေးကိုဖတ်ပြီးရတဲ့ခါလား hawkish ဖြစ်တယ်လား neutral လား dovish လားဆိုတာသူဒီကနေ့ကျတော့ market တစ်ခုလုံးခြုံငုံပြီးသိတာမဟုတ်သူဖတ်တဲ့စကားလုံးလေးရဲ့တိုင်းတာကိုပေါ့နော် context လေးကိုဖတ်လိုက်တယ်ဖတ်ပြီးတော့မှသူ့ရဲ့ probability ဒီ hawkish လို့ပြရမလား dovish လို့ပြရမလားဆိုပြီးတော့သူဒီဒါကိုပြလိုက်တာအဲ့တော့ဒီနေရာမှာဒါတွေကိုသူဒီအကြမ်းမြင်အားဖြင့်တော့မှန်တယ်ရေဘူးအားဖြင့်တော့မှန်ဒါပေမဲ့နည်းတော့သူဘာမှမသိဘူးသူသိတာကိန်းကနန်းတွေပဲသိတာဒါကိုကိုကသိထားဖို့လိုတယ်ဒါပေမဲ့သူ့မှာဘာအားသာချက်တွေရှိလဲ summarize လုပ်တာတွေသူဒီအရင်ကောင်းတယ်ပေါ့နော် summarize တွေလုပ်တာကောင်းတယ်
ဒါပေမဲ့သူ့မှာဒီ so much decision တော့ကောင်းကောင်းမပေးနိုင်ဘူးပေါ့နော်ကောင်းကောင်းမပေးနိုင်ဘူးပေါ့နော်ဒီတချို့ဟာတွေကကျွန်တော်တို့ဒီမှာကောင်းကောင်းကြီးကိုကောင်းတယ်တချို့ဟာကြတော့မကောင်းဘူးဒါ AI limitation ကိုသိရဆိုရင်ကျွန်တော်တို့ဒီ trade ရတာပို့ပြီးအဆင်ပြေမယ်ပေါ့နော်ဒါလေးဆိုရင်ဘာဖြစ်လဲဆိုရင် Euro USD ဆိုရင်သူဒီပါလဲဆိုတော့ဒီမှာဆိုရင် bearish ဘာကြောင့် bearish ဖြစ်တာလဲဆိုရင်သူကအောက်ကနေပြီးအကြောင်းပြချက်လေးတွေပါတယ် safe have a demand ဖြစ်နေတယ် energy price US နဲ့ Iran နဲ့ stick ဖြစ်လို့ပြတ်မှတ်တက်နေတယ်နောက်တစ်ခုကtechnical breakdown ပေါ့ဒီရဆိုရင်ဒါဒီ Euro USD ဒီ bearish လို့သူပြောတယ်ဒါဒီသူ့ရဲ့ news article တွေကိုဖတ်ပြီးတော့သူပြန်ပြီးတော့ပြောတဲ့ဟာအဲ့တော့ဒီဟာကြီး bearish ဆိုတိုင်းကိုကသူ bearish တွေတောက်ပြီး bearish လို့ရင်တော့ဒါဒီမှားလိမ့်မယ်အဲ့တော့ကိုရဲ့ဒီက technical နဲ့ပတ်သက်တဲ့ဟာတွေနဲ့ဒီကမူရင်း channel လက်ရှိတဲ့လက်တွေမှာဖြစ်နေတဲ့ဟာတွေနဲ့ပြန်ပြီးတော့တိုက်ဆိုင်ဖို့လိုတယ်တခုရှိတာကပေါ့နော်တခုရှိတာသူ့မှာအားသာချက်ကဘာလဲဆိုတော့ဒီသူဒီအဓိကအပြင်အရန်ကိုအဆင်ပြေတဲ့ဒီပေါ့နော်စိတ်ချရတဲ့ website တွေကနေ RSS feed ကိုယူထားတာဖြစ်တယ် Yahoo ကနေယူထားတယ် Asian Forest Live တို့ပေါ့နော်ဒါတွေကနေယူထားတာဖြစ်တယ် data တွေကပတ်သက်ပြီးတော့ယူတဲ့ data တော့မဟုတ်ဘူးပေါ့နော်မဟုတ်ဘူးဒီတော့သူ့မှာပတ်သက်ပေးရတော့ကောင်းချင်မှကောင်းမယ်ဒါပေမဲ့လည်း market တစ်ခုကို at a glance ချက်လေးဖိုက်တယ်နော်ဘာတွေဖြစ်နေလဲဘာဖြစ်နေမှာလဲရှေ့ဆက်ပြီးလူတွေဘာဖြစ်နေမှာလဲဆိုတာကိုအလွယ်တကူကြည့်လိုက်ရုံနဲ့သိနိုင်တယ်ပေါ့အကြည့်နိုင်ရင်လည်းသိနိုင်တယ်လို့ဒီ hawkish တို့neutral တို့ဒီ dovish တို့ကိုတော့ဒါတော့မယုံနဲ့ဒါ AI limitation ဒါသူဒီလို limit ကအများကြီးဖြစ်နေမှာပဲသူ့ရဲ့ပေါ့နော်အားနည်းချက်ပေါ့နော်ဒီ AI ရဲ့အားနည်းချက်ဖြစ်တယ်ဒါကြီးကတော့ယုံလို့မရဘူး summaries နည်းနည်းဆိုရင်အဆင်ပြေတယ်ဒီဘာပြောလဲဒီမှာဆိုရင်ကျွန်တော်တို့ဗမာလိုလေးဖတ်ကြည့်လိုက်ပါဦးနော်ဒီ cash island ကိုcash island ကိုတိုက်တဲ့ hormuz ဒီလက်ကြပိတ်ထားတယ်ဒါဒီရှေ့ဆက်မြင့်လာနေပေါ့နော်ရှေ့ဆက်မြင့်လာတော့ကျွန်တော်တို့ဒီ king dollar ဆိုတဲ့စကားလုံးအသုံးနှုန်းလေးနဲ့ dollar ဒီ strong ဖြစ်လာတယ်ဆိုတော့လူတွေရဲ့ market ထဲမှာလူတွေရဲ့ခံစားချက်ကိုကျွန်တော်တို့သိရှိနိုင်တယ်ဒီ DXY ဒီ dollar တရားထိပြန်တက်လာတယ်ပေါ့နော်ပြန်တက်လာတယ် dollar ထိတက်လာဒါကျွန်တော်တို့အနေနဲ့ဘာလို့အောင်လဲကိုသိလာပြီဘာလို့အောင်လဲဆိုရင်တဖြည်းဖြည်းနဲ့ပို့ပြီးတော့သိလာပြီဟုတ်ဖတ်ချင်အင်္ဂလိပ်လိုဖတ်လို့ရတယ်ကိုရီဒီ Aussie dollar ဒီသူက bearish လို့ပြောတယ်ဘာလို့ဒီမှာ Aussie dollar bearish လို့ပြောထားလဲပေါ့နော် bearish ဘာလို့ပြောလိုက်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင် risk of sentiment ဖြစ်နေလို့ commodity sensitive ဖြစ်နေလို့ regional instability ဖြစ်နေလို့ဒါ AUD USD ကိုကျွန်တော်ဒါသူ short မဲ့ bias ကိုထားပါလို့ဒါသူပြနေပေါ့နော်သူပြတာနဲ့ကိုယ်နဲ့ကြိုက်တယ်ဆိုရင်ကို trade လို့ရမယ်မကြိုက်ဘူးဆိုရင်တော့ trade လို့မရဘူးဒီဥစ္စာလေးဒီအကြမ်းမြင့်လေးပေါ့နော်အကြမ်းမြင့် market တစ်ခုမဝင်ခင်မှာဘာဖြစ်နေလဲဆိုတာကိုတစ်ချက်သိဖို့ပေါ့ဒါဒီအရေးကြီးတယ်သုံးလမ်းဝင်တယ်ဒီဖတ်ချင်တယ်ဆိုရင်နမဆိုရင်ကျွန်တော်တို့ဒီဟာကို click နှိပ်လိုက်တယ်ဆိုရင်သူဒီရောက်လာတဲ့ website ကိုကျွန်တော်တို့တွေတစ်ခါတည်းတန်းပြီးတော့ရောက်သွားမယ်အသေးသေးထပ်ဖတ်ချင်တယ်ဆိုရင်လည်းဖတ်လို့ရတယ်နော်ကိုယ့်ရဲ့ market dashboard လေးပေါ့ market dashboard ဒါဆိုရင်ဒီဟာလေးရဲ့အသုံးဝင်ပုံကိုကောင်းကောင်းသိသွားလောက်ပါပြီသူ့ရဲ့ limitation တွေကိုလည်းကျွန်တော်ပြောပြထားတယ် AI ကိုအမြဲတမ်းမျိုးလုံးမှိတ်ပြီးယုံလို့မရဘူးဒါပေမဲ့ကိုယ့်ရဲ့နေ့တူကအလုပ်တွေမှာအများကြီးအကူအညီပေးနိုင်တယ်အဲ့တော့ဒီလို application လေးကိုကျွန်တော်ကတော့ code တွေကိုတော့ source code ကိုတော့ကျွန်တော်မပေးဘူးပေါ့နော်မပေးဘူးဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်မပေးရရည်ရွယ်ချက်ဒီကိုယ်တိုင်ကိုတိစောက်စေချင်လို့ဒီလိုမျိုး application တွေတိစောက်တာဒီအရန်ကိုလွယ်တယ်လွယ်ကူတယ် Google AI Studio မှာတစ်ချက်ပြောလိုက်ရုံပဲเนาะ Google AI Studio မှာတစ်ချက်သူကိုဖြစ်ချင်တာတွေကိုပြောလိုက်ရုံပဲကိုယ့်အတွက်အရေးကြီးတာက AI limitation ကိုသိဖို့လိုတယ်ကိုတိုင်းနားလေဖို့လိုတယ်ပေါ့နော်ဒါကြီးမျိုးလုံးမိတ်ပြီး train တော့ရှုံးပါပဲတေချာတော့ရှုံးပါမျိုးလုံးမိတ်ပြီးဒါဘယ်ဟာမှဆိုမျိုးလုံးမိတ်ပြီးကိုတိုင်းလည်းနားမလဲပဲနဲ့မျိုးလုံးမိတ်ပြီးတော့ယုံကြည် AI ယုံကြည် AI ပေါက်တက်ကရပြောအားဆိုရင်ရှုံးနေမှာဒါပေမဲ့ကိုတိုင်းလည်း AI ဘာလုပ်နေလဲနားလေတယ် market ကိုလည်းသိတယ်သဘောပေါက်တယ်ဆိုရင်ကိုအတွက်ကကိုယူတဲ့ trade တွေရဲ့ probability မြင့်လာမယ်နည်း
ပုံမှန်တက်နည်းနည်းလေး probability တက်လာတယ်ပေါ့နော် probability တက်လာလေလေကိုယ့်ရဲ့ winning rate ဒီရေရှည်မှာပိုးပြီးတော့ပေါ့နော် risk reward ဒီပိုးများလာမယ်ပိုးကောင်းလာမယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီအသုံးပြုတဲ့ဒီကိုယ့်ရဲ့အမသဘောတဘာဝကိုပေါ့နော်ဒီ application ရဲ့ structure ကိုကျွန်တော်ကုတ်တွေ structure တွေပေါ့နော်အဲ့ဒါတွေကို comment description မှာကျွန်တော်ထည့်ပေးထားမယ်အဲ့ဒါဆိုရင်ဒီဆောက်ချင်ကိုယ်တိုင်ဒီဆောက်ပါဘာလို့လဲဆိုတော့ကိုယ်တိုင်ဒီဆောက်မှကိုယ်တိုင်ကိုယ့်ရဲ့ trade ရဲ့ confidence တွေပို့ပြီးတက်လာမှာယုံကြည်မှုတွေတက်လာမှာသူများကဘလောက်ပဲလုပ်ပေး spawn feeding လုပ်ရင်မတိုးတက်ဘူးတိုးတက်မှုလည်းခိုင်းမြဲမှုမရှိဘူးပေါ့အဲ့တော့ကိုယ်တိုင်တော့လုပ်စေချင်ပါတယ်ကျေးဇူးတင်ပါတယ်